ကိုဒီအပတ်မှာအော်ဒါ12ခုတောင်ရထားတယ်ပြီးခဲ့တဲ့လကထက်တဆပိုများလာတာအလုပ်တွေရောအချိန်ပြီးပါမလားပြီးတာပေါ့ကျွန်တော်တရက်ကို3ခေါက်လောက်ပြေးဆွဲနိုင်တယ်ရတယ်ကားတစ်စီးထက်တိုးရအောင်ကျွန်တော်သွားပြီးကွန်ကရစ်ဖြော်ဆက်ကားတစ်စီးသွားငှားလိုက်မယ်ဟူကိုတဲတွေကုန်တော့မယ်ပစ္စည်းသွင်းတဲ့လူစီဖုံးဆက်ပြီးအမြန်ပို့ခိုင်းလိုက်အရေးပေါ်လို့ပြောလိုက်ဟုတ်ကဲ့ပါတီးပြီအာကျူမင်းတို့ပစ္စည်းတွေတော်တော်ကောင်းတာပဲနောက်ဆောက်လို့ရေးဆိုင်ကြရင်လဲမင်းကိုပဲထပ်ရှာရမှာကျေးဇူးပါတတိအည်သွေးကတော့စိတ်ချပါအာကျူကနောက်တစ်ခေါက်ဘဲကိုပို့ရမလဲမြို့အရှိဘက်ဆောက်လို့ရေးဆိုင်ကိုသွားကြစို့ဟူကောဒီလအမျက်ကအစမတန်တက်လာနိုင်တယ်တွက်ချက်ထားတာစိတ်ချရတယ်တပြားမှမလွဲစီအောင်ရှုံတာတန်တလောကလုံးဘာတွေလုပ်နေလဲသူလဲဝိုင်းကူညီပေးနေတဲ့ပုံပဲမနီးကတော့ကျွန်ုပ်ကိုစားဖောက်တီတယောက်နဲ့သွားတွေ့ပြီးသေးတယ်သူကဖောက်တီနဲ့သွားတွေ့တယ်ဟုတ်လားဟုတ်တယ်ကျွန်တော်တို့လုပ်ငန်းတိုးချဲဖို့ကူညီပေးတာလို့ပြောတာပဲအာလီလာပြီလားဦးလီကမင်းကိုလွှတ်လိုက်တာလားဦးလီကကျွန်တော်ကိုလာကြည့်ခိုင်းတာ